Alright guys, so come spend the day off with me and my friend in London. ဒီနေ့တော့ဘာမှကြိုတင်စီစဉ်ထားတာမရှိဘူးဒီ Nostos ဆိုတဲ့ coffee site မှာမနေ့စောကြီးတွေ့မယ်ဆိုပြီးကျွန်တော် brother နဲ့ချိန်လာပါတယ်အရင်တော့ကျွန်တော် coffee မတောက်ရရင်နေနိုင်တယ်ဒါပေမဲ့အခု coffee မတောက်ရဘူးဆိုတော့ basically useless coffee မှာပြီးွားမှာကျွန်တော်သိလိုက်တာကဒီ site မှာ experience brew menu ရှိတယ်ဆိုတာဟုတ်ပါသူကနွားနို့တွေကို distill လုပ်ပြီး Apex Lab ကထုတ်တဲ့ mineral water ကိုအသုံးပြုပြီး coffee ရဲ့အရသာကိုပိုးပြီးပေါ်လွင်အောင်လုပ်ထားတာပါတစ်ခွက်ကိုပေါင်20လောက်တော့ရှိပါတယ်ပြီးတော့ကျွန်တော်တို့ St James Park နဲ့နီးတာနဲ့လမ်းလျှောက်မယ်ဆိုပြီးသွားပါတယ် Easter holiday ဖြစ်လို့လားမသိဘူး tourist တွေတော်တော်ယူများပါတယ် London မှာ tourist attraction နေရာတွေဆိုပိုပြီးကြီးဆိုင်ရပါတယ်ဖုန်းခိုးမဲ့လူတွေနဲ့ကပိုက်နိုင်တဲ့လူတွေများပါတယ်ကျွန်တော်နောက်ပိုင်းသတိထားမိတဲ့အတစ်ခုကဖုန်းခိုးတာတွေနဲလာတယ်ရဲတွေအရင် crack down လုပ်လို့လားမသိဘူးဒါပေမဲ့ London လာမယ်ဆိုရင် you got to be hyper aware of things ကျွန်တော် Aussie ကတကယ်ချင်းတယောက်လာလေတုန်းကတော့ဖုန်းခိုးခံလိုက်ရပါတယ်လမ်းလျှောက်ရင်ဘိုက်ဆာလာတဲ့ကျွန်တော်တို့ Chinatown မှာစားမယ်ဆိုပြီးသွားပါတယ်တရုတ်တန်းက housing ဆိုတဲ့ဆိုင်မှာဝင်စားခဲ့ပါတယ်တင်ဆန်းလည်းစားခဲ့ပါတယ်ဒါပေမဲ့ဗီဒီယိုမရိုက်လိုက်ရပါဘူးမရိုက်ခင်ကုန်သွားလို့ပါကျွန်တော်လမ်းလျှောက်နေရင်တခုစဉ်းစားမိတာကဘယ်တင်ဆန်းဆိုင်ကမှကျွန်တော်တို့ Oriental House လောက်မကောင်းပါဘူးပြီးတော့ကျွန်တော်ဒီ gate အကြီးကြီးကိုကြော်ပြီးမှ Westminster ဘက်ကိုရောက်သွားပါတယ် Westminster ဘက်ရောက်တာနဲ့မထူးဆိုပြီးကျွန်တော်တို့လန်ဒန်အိုက်ကိုဆက်သွားပါတယ်ကျွန်တော်တို့မိုးကလည်းနည်းနည်းချုံနေပြီဆိုတော့ဘယ်ဆက်သွားမလဲတိုင်ပင်နေရင်လမ်းဖြတ်ရှောက်နေတဲ့ကလေးလေးနှစ်ယောက်က vlog ထဲ high ဝင်ပြောချင်တယ်ဆိုတော့ကျွန်တော်ထည့်ပေးလိုက်ပါတယ်အိမ်မပြန်ခင်ကျွန်တော်လန်ဒန်မှာအကြိုက်ဆုံး spot ကိုခေါ်သွားမယ်ဆိုပြီး St Catherine Stop ကိုရောက်ခဲ့ပါတယ်လှေလည်းအများကြီးရထားပါတယ်မြန်မာပြည်မှာဆိုရင်ရန်ကုန်စိတ်ကမ်းလိုမျိုးပေါ့ Anyways, it was a fantastic day out. Thank you for watching me and I'll catch you in the next video.